ခဗျာအားလုံးကိုမင်္ဂလာပါခဗျာအခုကျွန်တော်လေးရတော့ပြပါနေအေးစင်းနေကြီးမနော်ထားလိုက်ပါကျွန်တော်အခုပြောရှင်းကကျောတို့ဒေတာထဲမှာပေါ့နော်လူမျိုးရေးတွေနော်နိုင်ငံရေးခေါ်စိတ်အော်နေပြတော်လာရေးနော်ရှောက်တာရှေ့တာနေကန်မူပလောပြောရနေရနော်ကျောတို့လူပလောပြောနေရနော်ဟုတ်ဖွယ်ရမျိုးလုံနေကြလေတယောက်တယောက်သူ့ဟာမျိုးလုံနေကြမတိုက်ဆိုင်တဲ့ကျွန်းရင်းလေးကတအားကိုများနေပြီပေါ့နော်တိုက်ဆိုင်နေတဲ့ကျွန်းရင်းလေးကလုံးပါကိုနဲနေတဲ့နေရာလေးကျွန်တော်တို့ပြင်းရကန်အဲ့ဒါလို့ကျွန်တော်ဒီကထားပြောချင်းကကျွန်တော်လေးအခုသွားရှင်းကန်ဟာမျိုးပုံစံကသွားရှင်းလို့တော့အခုပြင်းနေရကိုလိုက်ရမှာတကယ်ဆက်ကြီးတွေကမှသူ့လောစားလေးဟိုင်းပြောမယ်လူတီရောဗျာဥပမာလေးနော်တော့ဂတ်တခွန်ပြောလေလိုက်တာကိုပိုတခုတန်းလေစားတကြွရိတ်တန်းလေအမအရာတကူဘေးရညီကိုတွေနေပြီးတော့တချိုးလေးကလောက်ပြီးတော့ကွန်မန်လေးမှန်ခဲ့လောက်ပြောကြည့်မှာကျွန်တော်ပြင်းနေရတဲ့အများစုပိုင်းတင်းတော့တယောက်ငါအမှုမျိုးရေးလေရတကူငါအမှုမျိုးပြောလိုက်ရတကူငါအမှုမျိုးရေးလိုက်စတဲ့လုံးကကျွန်တော်တို့မှန်ငါပြောချက်ကမှန်နန်းတို့လေးကအောက်နှော်လိုက်တာအန်တိမ်မဖြေရဆိုစားအမျိုးစားလေးတင်းတော့တယောက်အမျိုးပြောရဲထပ်ပေးပြီးလုံနေတဲ့ပြောနေတဲ့အမှုရလေကြောတော့တွင်းနေရကန်အဲ့ဆိုကြောတော့ရှေ့ဆက်မှုပေါ့နိုင်အစိုးရတခုပလွန်လဲနေရမှာတပိုင်းတော့အစိုးရလေးပလွန်လဲဆောင်လိမ့်မယ်ကြောတော့နိုင်ငံတော့တရောချင်းစီမှာအတွေးခေါ်လေတရောနားလည်းမပေးနိုင်ရတော့ကျွန်တော်လည်းထုံနေလည်းကောင်းပဲကျွန်တော်လူပဲကျွန်တော်တွေးလိုက်ကြမှန်းဆိုကျွန်တော်ခံယူမယ်ပဲတော့ညာလဲတခြားလူတရောရဲ့စီတဖို့ထားလဲကိုတဘောထားနာမတူညီတော့ဟျက်ပြေကျွန်တော်လွဲနေရဆိုတော့ကျွန်တော်တို့နားလဲမှုရှိနာနိုင်ငံကြီးသားပြည်သက်တာနာညညရမယ်ကန်ကိုချင်းဆောက်ပြရမယ်ကန်အော်သူအောက်မှုမျိုးမှန်းတော့ဟျက်ပြေကျွန်တော်တို့မှာမွန်တော်လေးခါမှန်းကြလေအများကြီးကန်စီတဘောထားချင်းမှတိုက်ဆိုင်ပဲအရာပေါ်မှာချိတ်ခံပြရပေါ့ကျွန်တော်ဘာမှတချင်နေတော့ကျွန်တော်တို့နိုင်ငံရေးစကားတစ်ခုနဲ့ထည့်ပြမယ်ဆိုဒီမိုကရေစီပေါ့ဒီမိုကရေစီစံတော်အတိုင်းကျွန်တော်တို့အများလေးကိုကျွန်တော်တို့ဆောင်းပြခိုင်းမယ်ဟဲ့လူကမှန်းလို့မှန်းကျွန်တော်တို့လာကိုလက်ခံမယ်ကန်ကျွန်တော်မှန်းနေရမှန်နေတော့ညာလဲကျွန်တော်အမှန်ထမ်းတော့ညာလဲအမြလာမခံတော့ကျွန်တော်ရှော့ကိုခံပေးရမှာကန်ဒါတစ်ချက်နော်နာလောရချေတဲ့အများကြီးတွေနော်တခုကျွန်တော်နှိုက်ရှင်းပြခြင်းကကျွန်တော်လောင်းဝညှိနှိုင်းမြဗျာကျွန်တော်ဆန်းတော်အမှုမျိုးမှန်တခြားလူဆန်းတော်ဟောမှုမျိုးမှန်တွေကျွန်တော်လည်းသူမှန်ကိုမှန်လုံးနေကြတော့မှနေရောင်းရဲ့ဆန်းတော်ကိုလောင်းဝညှိနှိုင်းမြဆိုကျွန်တော်တို့ချင်းချက်နေတော့ဘေးမှာထားပြီးကျွန်တော်တို့တူးညိတဲ့အချက်လက်တခုနဲ့ကျွန်တော်တို့ရှေ့ဆက်ဝါအမှုမျိုးလေးလုံးနော်ဒါအများရှေ့ကန်ကျွန်တော်တို့ကညှိနှိုင်းဟာပြောမယ်စီးလုံးလို့ရစီးလုံးရမယ်ချက်လက်တခုကျွန်တော်တို့ကမပြူလောက်ပဲနော်မစီလုံးပဲရတဲ့ခုနော်ကျွန်တော်တို့ပြလာနာလေးဖြစ်နေကြလေအများပြင်းနေရကန်အဲကြောင့်နိုင်ငံတနိုင်ငံတိုးတာကိုနေရာမှာပြောင်းလဲတခုတော့နေရာမှာစိုးရလေးပြောင်းလဲကတပိုင်းစိုးရလေးနော်အခုလောက်ဆောင်နေကြရဲ့အဲ့ဒါကျွန်တော်တို့ပါမရသားလေးနေနော်လဲနိုင်ငံကြီးသားပြည်တော်တိုးတာနိုင်ငံတနိုင်ငံဖြစ်ရှင်းဆိုတိုးတာတဲ့နိုင်ငံမှာနိုင်ငံသူနိုင်ငံသားလေးဟမ်မြူနေကြဟမ်မြူစီကန်လေးခြေပန်းစီနောက်ပြန်ကြောလေလူကမှလူကျေဝကိုမညိပဲနော်တခြားလူရဲ့အတွေးစီခန်းစားချေကိုချင်းစားစီလောင်းဝါမိကေပဲနော်ကျော်တို့ကခဲသေးစနေတဲ့ဟမျိုးပေါ့စင်သားခဲသေးစနေတဲ့အကိမကျော်တို့တန်လာရေးနားလဲနိုင်ငံရေးနားလဲကျွန်တော်လေးလည်းနားလဲရပါကန်နိုင်ငံရေးကျွန်တော်လာပဲကျွန်တော်လောင်းဝနားလဲရတော်လာရေးအခုကျွန်တော်လာပြောကျွန်တော်လောင်းဝနားလဲရသို့တော့ညာလဲကျွန်တော်လေးဒီဗုဒ္ဓဘာသာဝတ်တယ်ရောဖြစ်နော်ငါးပါးတိလောက်ခိုင်းအော်နေလိုက်ကျော်တို့ကိုချင်းစားတရားဟမျိုးပြောပါလိလို့ခန္တီတရားလားအမန်ခန္ဒီတရားကျော်တို့လာကိုင်းကျေတောင်းလိုင်းတော့ကိုမှကျွန်တော်တို့နိုင်ငံရေးနားမလဲပြီးဖြစ်စေတော်လှန်ရေးနားမလဲပြီးဖြစ်စေလူမျိုးပြင်ရကိုချင်းစာအပြန်လှန်ကိုချင်းစာပန်းလာလွတ်စပယ်ထားပြီးတော့နေနိုင်တော့ကိုမှကျွန်တော်လေးဒီခေမီဖော်ပြတူတာနိုင်ငံတဲ့နိုင်ငံဖဲမျိုးအပေါင်းလဲတော့ကျွန်တော်တို့အလောင်း AC ready ဖြေပြီးသားခံအဲကြောင့်ကျွန်တော်တို့ညီကိုလေးနိုင်ငံရေးနားမလဲဖြစ်စေတော်လှန်ရေးနားမလဲပြီးဖြစ်စေလူမျိုးရင်းတော့ပฏิပက္ခကြိုင်းမျိုးဖြစ်နေပါစေကျွန်တော်တို့တခုပဲလောကန်ငါးပါးတိလောက်လုံအောင်နေကန်အားလုံးဆင်ပြေလိမ့်မယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ